မိတ်ဆွေလူရည်လဲပြီလားလူရည်လဲပြီလားလောကမှာအောင်မြင်ခြင်းလူရည်လဲဖို့လူတယ်ကိုနဲ့တွေးဆုံလိုက်တဲ့သူတွေကိုဘသူကဘလို့စကားမျိုးလဲကွဲခြားတတ်တာတစ်ဖက်လူရဲ့စိတ်ခံစားချက်ကသိနိုင်စွမ်းရှိတာတစ်ဖက်လူရဲ့အနေအထားကိုခံမှန်းတတ်တာတစ်ဖက်လူရဲ့အချိန်တိုအတွင်းရင်းနှီးကျွမ်းဝင်အောင်ပေါင်းသိမ့်တတ်တာအခြေအနေပေါ်မူတည်ပြီးဘယ်အကြောင်းအရာဘယ်အသုံးလုံးဟာပြောတဲ့မပြောတဲ့ခွဲခြားတတ်တာလူကဲခက်တတ်တာအထူးပွားနားလေတာဒါတွေအားလုံးဟာလူတွေလက်ချင်းမှာပဲတနည်းအားဖြင့်ပြောရရင်တော့စိတ်စွမ်းအားမြင့်တဲ့သူတွေဤကျူမြင့်တဲ့သူအပေါင်းအသင်းဆက်ဆံရေးကောင်းတဲ့သူကမှလူရည်လဲနိုင်တာပါသူများကိုကြဲလဲကြတာကြော်ခွာတာအနိုင်ကျင့်တာလိန်ညာမတရားလုပ်တာတို့ကိုမဆိုလိုဘူးနော်လူလေကြတာနဲ့လူရည်လဲရနဲ့မတူပါဘူးသူတစ်ပါးအပေါ်ထိခိုက်နေတာမှုမပါပဲကိုယ်ပိုင်အရေးချင်းတစ်ခုအနေနဲ့အကောင်းလူရည်လဲတာကိုပြောချင်တာအများအားဖြင့်လူအများနဲ့တွေ့ဆုံဆက်ဆံရတဲ့သူတွေဟာလူရည်လဲတာများပါတယ်တချို့လဲမွေးရပါဗီဇအရေးချင်းတစ်ခုအနေနဲ့လူရည်လဲကြသလိုတချို့လဲငယ်ငယ်လေးတွေကကိုကြီးပြင်းလာတဲ့မိသားစုပတ်ဝန်းကျင်ကြောင့်လူရည်လဲသွားကြပါတယ်အခုဒီလူရည်မလဲသေးလဲအားမငယ်ပါနဲ့ကြည့်ယူလို့ရပါတယ်အတွေ့အကြုံအရာလဲလူရည်လဲသွားနိုင်ပါတယ်ကျွန်တော်အားဖြင့်လူရည်လဲဖို့အကောင်းဆုံးနည်းလမ်းကလူအများနဲ့ပြောဆိုဆက်ဆံရတဲ့ဈေးရောင်းခြင်းပါပဲဈေးရောင်းနေဆိုတာပြီးရောစောင့်ကြည့်အောင်ခြင်းဝဲခြင်းဝဲမဝဲခြင်းနေဆိုပြီးရောင်းတာမဆိုလိုဘူးနော်တစ်ဖက်လူကိုဝန်ဆောင်မှုပေးပြီးဈေးရောင်းတော်တဲ့အဆင့်အထိရောင်းတတ်တာကိုပြောချင်တာပါရှိသမျှလူတိုင်းဟာလည်းလူရည်လေစရာမလိုပါဘူးဒါပေမဲ့အရေးအချင်းအပိုတစ်ခုအနေနဲ့လူရည်လေထားရင်တော့ပိုကောင်းတာပေါ့ကျွန်တော်ဆိုရင်ငယ်ငယ်ကအနေနဲ့စကားနဲ့အစီအငေါ့တဲ့အောင်ပြောတတ်မဆိုတတ်လူအများကြီးနဲ့မပေါင်းတတ်ဘူးလဲဖို့မပြောနဲ့တုံးတဲ့ထိပါတော့ပေါင်းမယ်အလုပ်တွေလုပ်ရင်ကားတွေရောင်းရင်းနဲ့မှာလူရည်လဲတာမပါပေမဲ့အရင်အားထက်စားရင်နည်းနည်းတော့အတုံးတက်တာလာရဲဆိုတော့ကိုအတုံးတက်တာလာရဲလို့တော့ကိုတုံးတက်မိတာပါပဲဒီဗီဒီယိုလေးကိုအပေါင်းနှိပ်ထားနိုင်ပါတယ်